အခြေခံတိဆောက်ခြင်းစံတပ်ပွဲဂုံရဲ့နှစ်စဉ်စံတပ်ပွဲအခြေခံတိဆောက်ခြင်းကိုစ조사ရမယ်လင်းရွံချီကိုအဆုံးထိစူးစီးပြီးတိဆောက်ရင်နာကျင်မှုအစမတန်ခံစားရတယ်နောက်ဆုံးအောင်မြင်ပြီးအဆင့်တက်ရောက်တယ်ဂုံကသူ့ကိုအလဲတန်းတစ်ပတ်အဖြစ်မြင့်တင်တယ်ရှေးအောင်ကူတဲ့စွန့်စားကန်ဂုံကရှေးအောင်ကူတကူဖွင့်လက်တယ်အထဲမှာရှေးအောင်အမွေနည်းရှိတယ်ဆိုလင်းရွံအဖွဲနဲ့ဝင်သွားတယ်အထဲမှာဝိညာဉ်တရိษံတကောင်တိုက်ခိုင်းလာတယ်။သူမီးချီနဲ့တိုက်ကြီးအနိုင်ယူတယ်။အမွေအနှစ်တစ်ခုရလိုက်တယ်။မီးနတ်စာအုပ်မီးနတ်စာအုပ်လေးချင်ချင်းမီးနတ်စာအုပ်ထဲမီးချီနီလန်းအစ်စ်တွေပါတယ်။လင်းရွံလေးချင်ရင်သူ့မီးချီပိုအားကောင်းလာတယ်။ဂုံအတွင်းသူ့အဆင့်မြန်မြန်တက်လာတာမြင်ပြီးမနာလိုသူတွေပိုများလာတယ်။ဂုံအတွင်းစိန်ခေါ်ပွဲဂုံထဲမှာစိန်ခေါ်ပွဲချင်းပါတယ်။လင်းရွံအဆင့်မြင့်တပည့်တွေနဲ့ရှင်းပြန်ရတယ်။မီးနတ်တလီတစ်ချက်နဲ့ပြိုင်ဘက်ကိုမီးလန့်ဖက်အနိုင်ယူတယ်နာမည်ကြီးလာတယ်နှလုံးသားဖွဲ့စည်းခြင်းအဆင့်အခြေခံတိဆောက်ပြီးနောက်နှလုံးသားဖွဲ့စည်းကိုစ조사တယ်ဂုံကရှားပါဆေးလုံးပေးတယ်နာကျင်မှုအစမတန်ခံစားရင်နှလုံးသားဖွဲ့စည်းအောင်မြင်တယ်ချီပမာဏအစများစွာတိုးလာတယ်